Bảo đàn bù xê mì, đàn đàn bù xê mì, đàn gàn bù xê mì, bù xò bá yạ xin nhạc bì á. Chân nòm nhạc bông nà đỏ bì đền xa yàn nành thong yàng gồm yếu đỏ mạ. Xa thang bì đền bì thầm mì xong khôn yẹ ta tâm im nhạc thế cả. Khôn nà nít khôn yẹ ta tâm im nhạc. Tại phá xa đà xin nô nà bắt tà bì đỏ. Tại phá càng chà mà càng xa đà hostan đi khô. Nà thong nà sang ngã khôn nè mạ. Tại phá xa đà xin hà. Bê lô càng chà mà. ဘယ်လိုကန်စာတာဖြစ်စဉ်မျိုးကြုံတွေ့ရတယ်လဲဆိုတာလေးကိုဆွေးနွေးဟောပြောပေးသွားလို့ချင်းဖြစ်ပါတယ်မင်္ဂလာပါတိုက်ဖားစာတာရှင်ခင်ဗျာနော်တိုက်ဖားစာတာရှင်များပေါ့နော်တိုက်ဖားစာတာရှင်တွေဟာဘာသာရေးသာသနာရေးလူမှုရေးတို့ကိုအားကျိုးမှတ်တဲ့ဆောင်ရွက်တတ်ကြပါတယ်ဉာဏ်ပညာတို့လည်းထက်မြက်တယ်အင်မတန်စိတ်သဘောထားတို့နူးညံ့တဲ့သဘောရှိတယ်ရုပ်ရင်းကြမ်းတမ်းသောစကားတို့ကိုကြိုက်နှစ်သက်ခြင်းမရှိဘူးတိုက်ဖားစာတာရှင်များဇွဲလုံးလာလဲကောင်းတယ်တဏှာဖြင့်မနန်စောစောထားတတ်တယ်တဏှာဖြင့်ဥပုပ်တဲ့တီလာတိဆောက်တာတို့ဘာသာသာသနာနဲ့ပတ်သက်တဲ့ကိစ္စရက်တွေကိုအမြဲတမ်းဦးစားပေးဆောင်ရွက်လို့တဲ့စာတာရှိကြတဲ့စာတာရှင်တွေဖြစ်တယ်အိမ်တော်ရေးကန်စာတာမကောင်းအိမ်တော်ရေးကန်မမြဲဘူးတဏှာဖြင့်သားသမီးသေးချေပျက်စီးဆုံးပါတာမိမိမှာကြံရစ်ခဲ့ပြီးမိမိသားသမီးကဥစွာပဏာမတေးကြီးပျက်စီးဆုံးပါတာတွေကြုံရမြင်ရတတ်တဲ့တိုက်ဖားစာတာရှင်တွေတိုက်ဖားစာတာရှင်တွေအရှိရေးအိမ်တော်ရေးကံကတော့မြတ်တော်တဝနာတယောက်အိမ်တော်ပဲဖြစ်ရွေးချယ်သွားတာတယောက်ဖြစ်တတ်တယ်ဘာမှမဟုတ်တဲ့ကစားတွေနော်စကားရက်တွေဘာမှမဟုတ်တဲ့အကြောင်းကိစ္စတွေစကားပြဿနာတွေကြောင့်ပရိပခါတွေကြီးထွားတတ်တဲ့အတွက်ကြိုးဆိုင်ဘာမှမဟုတ်တဲ့စကားရက်တွေတောင်ပြဿနာကြီးထွားတတ်တယ်တိုက်ဖားစာတာရှင်နေတိုက်ဖားစာတာကန်ကြမှာမှာဒီ2025ခုနှစ်မှာတိုက်ဖားတွေကန်ကြမှာကန်စာတာနဲ့ကန်အားနှိမ့်နေတယ်တတိထားရတယ်ပရိပခပြဿနာကြုံရတတ်တယ်အမိုခင်းရင်ဆိုင်ပြဿနာဖြစ်ရှင်းရတာတနည်းအားဖြင့်ခုံမှုရိုင်းမှုနတ်မှုမေတ္တာစုအိမ်နဲ့ပရိပခပြဿနာတွေကြုံရတတ်တယ်တောက်ခိုးခိုးခံရတာပျောက်ပြက်ပျက်စီးဖြစ်တာတွေတိုက်ဖားစာတာရှင်များဒီနေ့ပိုင်းခြားမှာကြုံရတတ်တယ်အထုတဖြန့်တိုက်ဖားစာတာရှင်တွေမှာဆိုလို့ရှိရင်2025ခုမှာဆိုရင်အင်္ဂါမွေးဖွားမဲ့သူများတိုက်ဖားစာတာရှင်တိုက်ဖားနဲ့မွေးဖွားလာတဲ့တန်ငင်းတွေသားသူများအိုးရင်အိမ်နာမှာမြတ်တက်ဖို့ဒီနေ့2025မှာတိုက်ဖားနဲ့မွေးဖွားလာတဲ့တနင်္လာသားသမီးတွေအရှိကန်စာတာမကောင်းလမ်းဖဲသွားရမယ်စာတာတိုက်ဖားနဲ့မွေးဖွားလာတဲ့အင်္ဂါသားသမီးတွေအရှိကန်စာတာကောင်းတယ်နှလုံးသားရေးကန်စာတာအဆင်ပြေတယ်တိုက်ဖားနဲ့မွေးဖွားလာတဲ့ဘုဒ္ဓဟူသားသမီးတွေစီပွားရေးဖြစ်ထောင်းမယ်ဂျာမန်ရေးစာတာညံ့မယ်ဂျာမန်ရေးခွဲစိတ်ကူတာမှုခံရတာဂျာမန်ရေးစာတာညံ့နေပေါ့ပေါက်တတ်တယ်တိုက်ဖားစာတာရှင်ဂျာသာပတိသားသမီးကအိုးကောင်းအိမ်ကောင်းရှမ်းမြေတို့ဘိုင်ဆိုင်ခွင့်ရတတ်တဲ့နေ့အိုးကောင်းအိမ်ကောင်းလေးပေါ့ပေါက်လာမယ်တိုက်ဖားစာတာရှင်တောက်ကြသားသမီးတွေဟာဒီနေ့ဘာသာရေးသာသနာရေးတို့လှုပ်ဆောင်ရမယ်တနည်းအားဖြင့်သားသမီးရှင်ပြုနာတာတနည်းအားဖြင့်သားသမီးထိန်များလက်ထက်တိုက်ဖားကံတွေဟာဒီနေ့ဘာသာကံအားကောင်းသောစာတာရှင်တွေဖြစ်တယ်တိုက်ဖားစာတာရှင်စနေသားသမီးဟာဒီနေ့ဂျာမန်စာတာညံ့နဲ့စီပွားရေးဖြစ်ထုံးမယ်စိုက်ပျိုးရေးတို့နဲ့ပတ်သက်တာနော်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အခန်းကဏ္ဍမွေးဖြူရေးတို့နဲ့ပတ်သက်တဲ့အခန်းကဏ္ဍတွေဟာတိုက်ဖားစာတာရှင်တွေအတွက်အင်မတန်ထုံးမယ်တိုက်ဖားစာတာရှင်တွေဟာဆိုလို့ရှိရင်2025ခုနှစ်ကုန်ခါနေ့မှာထူးထူးခြားခြားအောင်မြင်မှုတွေရတာကုသိုလ်ကံကောင်းတာတွေငွေကံကြီးငွေကြေးကိစ္စကြီးအောင်မြင်တာဖြစ်စဉ်လို့လည်းကြုံတွေ့ရမယ်။နည်းနည်းလေးဂရုစိုက်ပေးရမှာကအမြန်လူတာလေးတွေတနည်းအားဖြင့်အလောတချီဆောင်ရွက်တာလေးတွေခြောင်ချက်ပေးရမယ်။နောက်သူတပားကိစ္စသူများပြဿနာကိုစားတောင်းယူဆောင်ရွက်တာကိုစားအာမခံပေးတာအဲ့ဒီအစိတ်ပိုင်းကာနာတွေတော့တိုက်ဖားစာတာရှင်တွေအတွက်မကောင်းတိုက်ဖားစာတာရှင်တွေဥပုပ်တဲ့သီလတိဆောက်တာအထိတ်ထဝင်တာလေးဆောင်ရွက်ရတတ်တယ်တိုက်ဖားစာတာရှင်တွေအတွက်ဒီနေ့မှာအိမ်မအထူးစားနေမှတ်တတ်တယ်ထူးခြားဖြစ်စဉ်မျိုးတွေလည်းကြုံရတတ်တယ်မမျော်လင့်ပဲမထမဖက်ဝါလာကင်းလို့တရင်ကြုတ်ပင်တကူကြီးဖျားပြီးဖူမျော်ရတာတွေကုသိုလ်ကံထူတာတွေလည်းကြုံတွေ့တယ်အဓိကတော့တိုက်ဖားစာတာရှင်တွေစိတ်အေးနေတတ်တယ်ပူပင်တောကားတွေစုံညံတန်နေကြိုက်နေတတ်ခြင်းမရှိဘူးတိုက်ဖားစာတာရှာစိတ်အေးလည်းအေးနေခြင်းနဲ့တတိတတန်အထီးကြံဘဝနဲ့လည်းဖြတ်တန်းကြတဲ့တိုက်ဖားစာတာရှင်တွေဖြစ်တယ်ဇာဆွနာက
ခုနှစ်နှစ်ခုနှစ်နံမှာပြောသွားတဲ့ခုနှစ်နှစ်ခုနှစ်နံရောနော်တိုက်ဖားစာတာရှင်များဖြစ်ထားသူများရောနော်တိုက်ဖားစာတာဖြစ်ထားတဲ့မူလမွေးဖားစာတာကကိုတိုက်ဖားဖြစ်ခဲ့တဲ့သူတွေတိုက်ဖားနဲ့မွေးဖားလာတဲ့မဟာဗုဒ္ဓမှာတိုက်ဖားစာတာရှင်းတဲ့ဟာဒီနှစ်2025မှာမြန်မာတက္ကရာ1389ခုနှစ်မှာကံကောင်းလက်ပွင့်စီပွားလပါလေးတွေပေါ့နော်စီပွားလပါလေးတွေအောင်မြင်စေခြင်းအတွက်မိမိမွေးနေ့ကျရင်တိုက်ဖားစာတာရှင်းတဲ့ဟာတန်ကတော့ယဟန်သူများဖြစ်ဖြစ်ဖားတီလာချက်ဆရာလေးတို့ဖြစ်ဖြစ်အမွေးခဲစပ်ပြအမွေးခဲလှုပ်ပေးပါနော်တတုံနှစ်တုံသုံးတုံမိမိတရာထပ်တန်တော့ပဏမဖြင့်လှုပ်ပေးပါတိုက်ဖားစာတာရှင်ရဲ့အတွက်လုပ်ငန်းကိုင်ငံစီးပွားရေးရောင်းလာဝန်လန့်လုပ်ငန်းကိုင်ငံကာနာတွေအောင်မြင်မယ်တိုက်ဖားစာတာရှင်နဲ့ရိုယာစန္ဒာလေးတွေပြေးဝနိုင်ပါစေလို့ဆရာအနေနဲ့အထူးဆုံးမကဆူတောင်းမြတ်တာပို့တာအပ်ပါတယ်ဆရာကတော့ပုံနဲ့တော့ဘေးတဲ့ဆရာယာနာတော့ပုံနာလူမျိုးဆရာရဲ့ဘေးတဲ့နဲ့လက္ခဏာခုနှစ်သားသမီးဆွေးနွေးဟောပြောတဲ့ဟောကန်လိပ်စာမှာဆိုရင်ရန်ကုန်တာဂေတာကြောက်တိုင်မှတ်တိုင်ကပီတယ်မာကတ်ကြီးရဲ့ဘေးအေးစေဒီလန်တဲ့တိုင်းနှစ်ပတ်နေရာနဲ့ခုမြင့်ညစ်ထက်ဗမာကြီးရက်ကွက်ဓာတ်ပုံမျိုးနဲ့ခေါ်တဲ့ကမ္မောစာပိုင်ရဲ့နောက်ကျောင်းမှာဆရာရှိတယ်ပေါ့နော်မနက်9:00မှညနေ9:00နာရီထိနေ့7:00ညခုနှစ်သားသမီးများရဲ့ကန်ကြောင်မှာကန်စာတာဟော့စတယ်ကိုနေ့7:00ညဆွေးနွေးဟောပြောပေးလေရှိပါတယ်ဆရာထက်တိုင်မြဆွေးနွေးမင်းများလိုတာများရှိခိုင်ရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ညာကို45လုံး3934ခွန်3ညာကိုခွန်5လုံး6နှစ်တင်5တော့ကိုဓာတ်ရိုက်ဆက်သက်မင်းများနိုင်ပါတယ်တိုက်ဖားစာတာရှင်ခုနှစ်ရက်သားသမီးများအားလုံးတိုက်ဖားစာတာရှင်များလူရင်စာတာများလည်းတလုံးတစ်ဝပြေးဝနိုင်ပါစေတိုက်ဖားစာတာရှင်များအားလုံး2025ခုနှစ်မှာအောင်မြင်မှုများပိုင်ဆိုင်နိုင်ကြပါစေလို့ထမှန်စအနေနဲ့စုံမကောင်ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်မင်္ဂလာပါတိုက်ဖားစာတာရှင်များခင်ဗျာ